လေးတွေကညဘက်တွေမှာချောင်းဆိုးလွန်းလို့အိမ်မရဖြစ်နေတာမျိုးပြေးလွှားဆော့ကစားပြီးတိုင်းကလေးတွေကတက်ရှူလို့ရှိရင်မြန်နေတာချောင်းဆိုးတာပြီးလို့ရှိရင်တက်ရှူလို့ရှိရင်တက်ရှူရှင်နဲ့မြည်နေတာမျိုးကြုံမှုကြမှာပါဒါဟာတာမန်ချောင်းဆိုးတာထက်ကိုပိုနေနိုင်တယ်ဆိုတာကိုသိကြပါသလားဒီလိုအခြေအနေဟာဒီကလေးတွေမှာဖြစ်များတဲ့ asthma လို့ခေါ်တဲ့ပန်းနာရင်ကျပ်ယောဂရဲ့လက္ခဏာတွေဖြစ်နေနိုင်ပါတယ်နေ့မှာတော့ဒီပန်းနာရင်ကျပ်ယောဂလက္ခဏာအကြောင်းကိုမေတို့သိထားတဲ့သမျှရှင်းပြပေးသွားမှာမို့လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်မတော့ကလေးလူကုဆရာဝန်ဒေါက်တာလွင်ဖြစ်ပါတယ်ကလေးကျမကြီးဘူးသားတွေကိုဒီ Happy Kids page ကနေပြီးတော့မှမျှဝေပေးလျက်ရှိပါတယ်ဒီပန်းနာရင်ကျပ်ယောဂဆိုတာဒီကလေးတွေရဲ့အဆုတ်ထဲမှာရှိတဲ့လေပြွန်တွေကကြာရှည်ရောင်ရမ်းပြီးတော့ကျဉ်းသွားတဲ့ယောဂတစ်ခုပါဒီလိုမျိုးကျဉ်းသွားတဲ့ခါမှာဆိုလို့ရှိရင်လေဝင်လေထွက်ကခက်ခဲလာပြီးတော့အသက်ရှူလို့ရှိရင်မြန်တာချောင်းဆိုးတာမောတာကြက်တာအသက်ရှူရင်တရှိရှိနဲ့မြည်တာမျိုးဒါမျိုးတွေကိုကြုံလာရတာပါဒီလိုမျိုးပန်းနာရင်ကျပ်ယောဂဟာကလေးဘဝမှာစဖြစ်တတ်ပြီးတော့မျိုးရိုးလိုက်တတ်ပေမဲ့စနစ်တကျပြုစုကုသပေးမယ်ဆိုလို့ရှိရင်တော့ပုံမှန်ကလေးတစ်ယောက်လိုပဲကြည်ပြင်းနိုင်ပါတယ်